ပါရှင်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ယဉ်ကျေးလိမ်မှာယဉ်သွေးပပတောက်ထဲကအကြောင်းအရာလေးတချို့ပဲဖြစ်ပါတယ်ဒေါက်တာမင်းတင်မရေးထားတဲ့စောင်းလေးတွေကဖြစ်ပါတယ်ယဉ်ကျေးလိမ်မှာယဉ်သွေးပပယဉ်သွေးဟူကချမဝတီမိဘတဲ့ကြာယတနာတီငယ်စဉ်တောင်ကြီးနုထွတ်ထွေးကလူရည်လူရတင်အပ်စွာဆိုတော့ကြပြလေးနဲ့စားတာနော်ပွင့်နေပန်တိုင်လန်းပါစီဆိုတော့ကြပြလေးနဲ့ပထမစာမျက်နှာမှာတွေ့ရတယ်နော်ယဉ်ကျေးလိမ်မှာယဉ်သွေးကဝီစာလှပဖူးပွင့်ကြနနက်နိုးလာရှိဦးစွာမြစ်တာပို့တာပွားများကြတတဝအပေါင်းချမ်းသာကြောင်းစိတ်ထားကောင်းမှစိတ်ကောင်းထားမှငြိမ်းချမ်းကြကဘာငြိမ်းချမ်းပြည့်ပြည့်စံဒီမန်းသမျှပြည့်စုံရအနန္တငါးပြမျက်နှိုးပါကြည်သာရှင်ပြပူစော်ကြမျက်နာ၃ပါးဥထိတ်ထားစွမ်းအားထက်လှမြင့်မြတ်ရမိဘဆရာယုတ်သေးပါချမ်းသာဒုက္ခပြည့်ဖြိုးကြသီလငါးရင်စောင့်ထိန်ရင်လူတွင်ထူးလှမြင့်မြတ်လှသီလတကူသစ္စာမျိုးရွာဖြိုးသွန်းချလူတိုင်းရသူတော်ကောင်းတက်ရနာမြတ်တွမ်းပတ်လောကတိစေပနိုင်ငံကောင်းဆောင်မျိုးသစ်ချောင်းရှေးဆောင်လမ်းပြကျိုးပန်းကြဆိုပြီးတော့ရေးထားပေးပါတယ်အဲ့ဒီတရားလေးတွေမှာဘုရားခုံတော်ကိုပါကျောင်းပါမယ်တရားခုံတော်ကနာခုံတော်ကိုပါမယ်ဒီမှာအကြိုက်ဆုံးလေးကတော့ဒီငါးပါးတီလာရဲ့နှမ်းမိလွယ်အောင်ကြပြလေးနဲ့ရေးထားပေးတယ်တဲ့ကုံသုံးပါပါမယ်ဟောက်ခါကတော့ချူပါမယ်အဲ့ပြီးတော့ငါးပါးတီလာကျောင်းကိုတစ်ခုချင်းစီစောင်းဖို့ကြပြလေးနဲ့ရေးထားပေးတယ်ပထမဆုံးတစ်ခုကသူ့သက်ချင်းအဖြစ်နဲ့ရှောင်းကျင်ခြင်းအကျိုးပါဏာတိပတ်သူ့သက်ကချို့တဲ့အင်္ဂါမွဲပြရုပ်တွင်အာအင်ယူ၍ပင်ချင်းလဲဝေးဘေးကိုကြောက်တဲ့အသက်ခံရအနာများလျက်ချွေရန်ပြက်၍အသက်တူပြပြစ်များစွာသည်ရှောင်းကအပြန်အကျိုးသည်သူပုံမြင်လေးရေးထားပြီးအရှိခါကအရှင်မတယောက်သည်ဧည့်သည်ကိုကျွေးမှုရန်အိမ်၌မွေးထားသောစစ်ကလေးကိုလက်နှီးချက်ကျွေးသူအကုသိုလ်ကံကြောင့်တည်သောအခါငရဲကြ၏တဲ့ငရဲမှလွတ်လာသည့်အခါစိတ်ကလေးကို၌ရှိသောအမွှေးအည်အတွက်အများတလိษံဘဝအများဖြစ်ရသည်ဖြစ်သည့်ဘဝတိုင်း၌ပင်လက်နှီးဖြတ်၍တက်ခံရသည်အဲ့ဆိုပြီးဒီဟာလေးကစင်ញင်ပွဲပေါ့နော်သူရဲ့ဆောင်ဝတ်ကဘာလေးကြပြလေးကလည်းသူ့တက်ကိုသိညက်သားနဲ့ဒေါသစိတ်ထားတက်ဖြတ်လို့လုံလာဖြူခါတေအောင်တက်ကဓာတိမန်တော်အကုသို့လူကျုံးတွေတော့တကယ်ပဲပေါ့အပင်ငရဲကြမည်ဆိုလွတ်လာပြန်လဲယောဂဆွဲစင်ရဲ့အသက်တူအဲဒါကြောင့်ကျင်စတီလာဒီကြပါစေလို့ဆိုတော့ဆောင်ဝတ်ကပြလေးနဲ့ပေးထားပါတော့ဒီနေ့ဖတ်ပြမှာကတော့အဲ့ဒီသူ့တက်ချင်းအဖြစ်နဲ့ဆောင်ရင်အကျိုးပဲပါတယ်ဒါပဲလေးမှာလည်းကျန်တဲ့ငါးပါးတီလာတွေက၄ပါးကိုဆက်ပြီးဖတ်ပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်